လူကြီးမင်းတို့ဆိုင်မှာခောက်ထည်တစ်ခွက်ကိုဘတ်300ရောင်းလည်းပဲထားပါတော့ကျွန်တော် profit အများကဘယ်လောက်ရလဲအဲ့တစ်ခွက်ရဲ့ cost ကရောဘယ်လောက်လဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့လူကြီးမင်းကိုယ်တိုင်ခောက်ထည် cost တွေကိုတွက်တတ်သွားမှာပါကဲစလိုက်ကြရအောင်ဓမ္မဦးဆုံးကျွန်တော်တွက်ချက်ရမယ့်အရက်ဈေးနှုန်းတွေကိုသိဖို့လိုပါတယ်ဈေးနှုန်းကိုပလင်းမှာပါတဲ့မီလီလီတာနဲ့စားပါ950မီလီလီတာပါရင်950နဲ့စားပါโอเคကျွန်တော်1မီလီလီတာတန်ဖိုးဈေးနှုန်းကိုရပါတယ်ရလာတဲ့1မီလီလီတာဈေးနှုန်းကို recipe မီလီလီတာနဲ့ပြန်မြောက်ပါဆိုတော့ကျွန်တော်တို့ ingredient cost ကိုရပါပြီဥပမာလေးနဲ့ကျွန်တော် Negroni ကို cost ဆွဲပြပါမယ်လူကြီးမင်းတို့သိတဲ့အတိုင်းပါပဲဒါ Negroni recipe ပါ gin 30 ml cranberry 30 ml sweet vermouth 30 ml garnish က orange twist ဆိုရပါစို့ကျွန်တော်သုံးမဲ့950 ml ရှိတဲ့ gin တစ်လုံးကိုဘတ်850 1လီတာရှိတဲ့ cranberry ကဘတ်1200 1လီတာရှိတဲ့ sweet vermouth တစ်လုံးကဘတ်1390ဂျင်းရဲ့ဈေးနှုန်းဘတ်850ကို950မီလီလီတာဆိုတော့950နဲ့စားလိုက်ပါ1မီလီလီတာဈေးနှုန်းတန်ဖို့ရပါပြီဘလောက်လဲဆိုတော့တိတာသမား3ဘတ်ကျပါတယ်1မီလီလီတာရဲ့ဈေးနှုန်းပါတိတာသမား12လုံးပါโอเคတိတာသမား13ကို30နဲ့ပြန်မြောက်ပါဆိုတော့ကျွန်တော်34ဘတ်ပါဂျင်း30မီလီလီတာအတွက်ကျတဲ့ cost ပါ34ဘတ်ပါ1လီတာရှိတဲ့ cranberry ဈေးနှုန်းက1200အစား1000 1လီတာမှာ1000မီလီလီတာရှိပါတယ်ခုနဂျင်းမှာလို့950နဲ့စားလို့မရပါဘူး1200ကို1000နဲ့စားတော့တိကျမှ2ဘတ်ရပါတယ်1မီလီလီတာဈေးနှုန်းပေါ့30နဲ့ပြန်မြောက်ပါမယ်36ဘတ်ကျပါတယ်30မီလီလီတာ cranberry cost ပါ36ဘတ် sweet vermouth ဈေးနှုန်း1390ကို1000နဲ့စားပါ1လီတာဖြစ်လို့1000နဲ့စားတာပါ950မီလီလီတာဆိုရင်950နဲ့စားရပါမယ်စားလိုက်တော့တိတာမှာ39ဘတ်ရပါတယ်1မီလီလီတာဈေးနှုန်းပေါ့30နဲ့ပြန်မြောက်ပါမယ်41.8ဘတ်ရပါတယ်30မီလီလီတာ sweet vermouth ရဲ့ cost ပါ garnish က oranges okay orange တစ်လုံးကိုဘတ်20ကျရပဲထားပါတော့ကျွန်တော် twist လောက်လိုက်တော့5ခုရတယ်ဗျ20ကို5နဲ့စားပါ4ဘတ်ကျပါတယ် twist တစ်ခုရဲ့ဈေးနှုန်းက4ဘတ်ပါ34ဘတ်36ဘတ်41.8ဘတ်ပြီးတော့ garnish ဈေးနှုန်း4ဘတ်ပေါင်းလိုက်တော့115.8ဘတ်ကျပါတယ်ကျွန်တော်တို့ Negroni တစ်ခွက်ရဲ့ cost က115.8ဘတ်ပါအရင်ဈေးပေါ့ဗျာဟုတ်ပါပြီဒီ115.8ဘတ်ကို30ရာခိုင်နှုန်း cost ထားပြီးတော့အမြတ်80ရာခိုင်နှုန်းထားမယ်ဆိုတော့ selling price က385.8ဘတ်ပါရှုံးမသွားပါနဲ့လွယ်လွယ်လေးပါ115.8ကို3.30နဲ့စားလိုက်ပါ30ရာခိုင်နှုန်းဆိုတော့3.33ပေါ့ဗျာဒီလောက်ဆိုရင်တော့လူကြီးမင်းကိုယ်တိုင်ခောက်ထည် cost တွေကိုတွက်တက်သွားပြီထင်ပါတယ်နားမလည်ရရှိရင် comment မှာရေးထားခဲ့လို့ရပါတယ်အကျိုးရှိရင်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားပေးပါဦးအားလုံးပဲ thank you ပါ